ဆိုရင်ကို့အတွက်ပဲကိုကြည့်တာပေါ့နော်။နင်းဆိုလို့ရှိရင်တစ်ခါတလေဆိုလို့ရှိရင်ကိုစိတ်ထဲမှာတော့ဗီဒီယိုရိုက်ရှင်တယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်မှာပြင်းနေတာဒါမှမဟုတ်ချင်အလုံးမအားတာမအားတဲ့အခါမှာဗီဒီယိုတွေကိုဖြစ်ကလေးစမ်းတင်လိုက်တယ်ပေါ့နော်။အဲ့ဒီအခါမှာတေချာပေါက် view ကြမှာတေချာတယ်။ဘာကြောင့်လဲဆိုတော့ကို view ရဖို့ like ရဖို့ဆိုပြီးတော့ရင်ကိုကဗီဒီယိုတင်လိုက်တယ်ပေါ့နော်။ဒါပေမဲ့သူတို့ကိုပေးရခြင်းတဲ့စိတ်ကိုယ့်ရဲ့စိတ်ထဲမှာမရှိဘူးဆိုရင်အဲ့ဒီဗီဒီယို view ကြမှာတေချာပါတယ်။ဒါကြောင့်မလို့ကိုဗီဒီယိုတစ်ပုဒ်ဖန်နေပြီဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကနေသူတို့ကိုဘာပေးရစေချင်တာလဲ။ဥပမာကိုဗီဒီယိုကနေပြီးတော့အသိပညာလားအလှအပါလားအဝတ်အစား fashion လားနောက်ခံ background အလှအပါလားသူတို့ကဒီလိုမျိုးတစ်ခုခုရမှသာလေကိုယ့်ရဲ့ဗီဒီယိုကိုပို့ပြီးတော့ရင်တချို့ဆိုလို့ရှိရင်ကွာငကက်ကြည့်မယ်တချို့ဆိုရင် fashion ကြည့်မယ်တချို့ဆိုရင် makeup ဘယ်လိုပြင်ထားတာလဲနောက်ခံ background ကဘယ်လိုမျိုးလဲဆိုတော့ကိုသူတို့ကြည့်တယ်ဒါကြောင့်မလို့ကိုဗီဒီယိုတစ်ပုဒ်ဖန်တီးပြီဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကိုရတမြောက်အောင်ကိုကဘလို့အရာနဲ့ဆွဲဆောင်မှလဲဆိုတဲ့ကိုယ့်ရဲ့ဗီဒီယိုကိုအသေးချာပြင်ဆင်ပြီးမှရိုက်ပေးမယ်ဆိုရင်တော့အဲ့ဒီဗီဒီယိုက view ရမယ် follower ရမယ်ဖြစ်ပါတယ်ဒါကတော့ TikTok မှာ view ကျနေရဆိုရင်တော့ဒီတစ်ချက်ကိုပြုပြင်ပေးဖို့ဒီဗီဒီယိုကနေပြီးတော့ရင် share လုပ်ပြီးတော့ဖြစ်ပါတယ်အကျိုးရှိမယ်လို့တော့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်